အားလုံးပဲမင်္ဂလာပါရောက်တိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေဒီနေ့ချင်းကောင်းပေးတဲ့ဖျားရှင်ကျေးဇူးတော်ကိုထူပဲချီးမွမ်းပါတယ်ဒီနေ့မှာကျွန်တော်တက်တည်ခံချင်တာပေါ့နော်ကျွန်တော်တွေ့ကြုံခဲ့ရတဲ့လွန်ခဲ့တဲ့2 လလောက်ကကျွန်တော်တွေ့ကြုံခဲ့ရတဲ့အရာလေးကိုပြန်လည်ပြီးတော့ sharing လုပ်ချင်တယ်ပြန်လည်ပြီးတော့ကျွန်တော်တက်တည်ခံချင်တာပေါ့နော်ဘာလဲဆိုတော့လူဟာပေါ့နော်ကျွန်တော်တို့ယုံကြည်သူအသက်တာထဲမှာဖျားရဲ့ဥစ္စာကိုကျွန်တော်တို့ကတစ်ခါတလေမှာလူယူမှမတိဖြစ်နေတတ်ပါတယ်ပေါ့နော်အဲ့ဒါလေးတွေကိုပြန်လဲစဉ်းစားဆင်ခြင်ပြီးတော့သတိထားနိုင်ဖို့အတွက်ကျွန်တော်လိုမပြောင်းပေါ့နော်သတိထားနိုင်ဖို့အတွက်ကျွန်တော်ဒီနေ့နှုတ်ကပတ်တော်လေးနဲ့အခြေခံပြီးတော့တက်တည်ခံခြင်းတယ်ဘာလဲဆိုတော့လွန်ခဲ့တဲ့ကျွန်တော်ဒီ2 လလောက်ကပေါ့နော်2 လလောက်ကကျွန်တော်အိုက်ဇောမှာရှိတဲ့အချိန်မှာကျွန်တော်ဒါတွေကြောင်းအပ်တဲ့အရာတွေလုပ်တယ်ဒီတာငယ်လေးတွေရောပေါ့နော်အဆဆရကျွန်တော်အိုက်ဇောမှာပဲလုပ်နေတဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့ဒီတားရဲ့ကြောင်းအပ်ဖို့ငွေကြေးတွေဆိုရင်လည်းဘုရားရဲ့ကျေးဇူးတော်ကြောင့်တချို့ကယုံကြည်ခြင်းမျိုးစီတွေပေါ့နော်ပို့ပေးကြတယ်ပို့ပေးကြတဲ့အခါမှာကျွန်တော်ကအဲ့ဒီပတ်စံတွေကိုသူတို့လွှဲတဲ့နေရာကနေတစ်ဆင့်ဒီကြောင်းလာကတွေဆိုရင်လည်းကြောင်းကိုတခါတည်းဓာတ်လိုက်ပေးတယ်တချို့အိမ်လာကတွေဆိုရင်လည်းအိမ်ရှင်ရဲ့ကြီးပေးတွေထဲမှာကျွန်တော်ဓာတ်လိုက်ထည့်ပေးတယ်တချို့ကယုံကြည်မျိုးစိ9000ပေးတယ်ဆိုရင်အဲ့ဒီ9000ကိုကျွန်တော်မြင်တောင်မမြင်လိုက်ရဘူးပေးလိုက်တယ်အဲ့ကြီးပေးထဲမှာအဲ့ကေပေးထဲမှာထည့်ပေးလိုက်တယ်လို့ပြောတဲ့အခါမှာကျွန်တော်အဲ့ဒီကြီးပေးပိုင်ရှင်စီကနေတစ်ဆင့်ပေးရမယ့်နေရာကိုဒါလိုက်ကျွန်တော်ကပေးလိုက်တာပေါ့နော်အဲ့လိုပေးလိုက်တဲ့အခါမှာကျွန်တော်တတိမထားမိဘူးပေါ့နော်မထားမိဘဲနဲ့အဲ့ဒါပြီးခဲ့တဲ့လထဲမှာကျွန်တော်တရက်ဖျားเจ้าထဲမှာကျွန်တော်ဆုတောင်းတယ်ဆုတောင်းတဲ့ချိန်မှာကျွန်တော်ရဲ့အော်တပတ်စိတ်ကမကြည်လင်ဘူးမကြည်လင်တဲ့အခါမှာကျွန်တော်ဖျားစီကိုမေးခွန်းထုတ်တာပေါ့နော်ဖျားရှင်ဘာကြောင့်လဲပေါ့နော်ကျွန်တော်ဆုတောင်းတာအော်တပတ်စိတ်မကြည်လင်ဘူးလို့ပြောတဲ့အခါမှာမင်းကငါဥစ္စာကိုလူယူတယ်ပေါ့နော်လူယူတယ်ဆိုတဲ့အရာကိုကျွန်တော်ကြားတဲ့အခါမှာဘာလဲပေါ့နော်ကျွန်တော်ဘာလူယူလဲဘာခိုးလဲပေါ့နော်ဒီလိုမျိုးကျွန်တော်ပြန်မေးခွန်းထုတ်တဲ့အခါမှာဒီမာလခိအခန်းကြီး3အငယ်8ကနေဒီမှာကျွန်တော်တို့နှုတ်ကပတ်တော်မှာဖော်ပြတယ်ပေါ့နော်အဲ့ဒီအကြောင်းအရာလေးကိုဖတ်ပြခြင်းတယ်မာလခိနာဂတိကျမ်းခန်းကြီး3အငယ်8ကနေပြီးတော့ဖတ်ပါမယ်လူဒီဘုရားသခင်ဤဥစ္စာတော်ကိုလူယူရမည်လောတို့တော်လဲတင်တို့ဒီငါဥစ္စာကိုလူယူကြပြီးကျွန်ုပ်တို့ဒီအဘယ်တို့လူယူပါတနည်းဟုတင်တို့မေးလျင်ဆယ်ဖို့တပုတ်ကို၎င်းပူဇော်တက်ကကို၎င်းလူယူကြပြီးတင်တို့ဒီကြိမ်ချင်းအမင်္ဂလာကိုခံရကြ၏အကြောင်းမူကားပြည်သူပြည်သားအပေါင်းတို့ဒီငါဥစ္စာကိုလူယူကြပြီတဲ့ဘာလဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ဒီ2 လလောက်ကပေါ့နော်မထင်မှတ်ပဲနဲ့အဲ့လိုကျွန်တော်ယုံကြည်ခြင်းမျိုးစီတွေဒီဆယ်ဖို့တပုတ်လေးတွေခံစားရတယ်အဲ့ဒါကိုကျွန်တော်ကဆယ်ဖို့တပုတ်မထည့်မိဘူးပေါ့နော်ဆယ်ဖို့တပုတ်မထည့်မိဘူးကျွန်တော်ဆရာမကြီးကျွန်တော်တို့မိသားစုအနေနဲ့ဒီလိုမျိုးစီဒီလောက်ပေးလိုက်တယ်လို့သူတို့ပြောတဲ့အခါမှာကျွန်တော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆိုပြီးတော့အဲ့သူတို့ပို့လိုက်တဲ့ KB ကြီးပေးတွေစီမှာကျွန်တော်အကြောင်းကြားပြီးတော့ဒီကြီးပေးဒီ KB မှာပြန်လွှဲပေးပါဆိုပြီးတော့ဒါတိုက်အဲ့လိုမျိုးကျွန်တော်လွှဲခိုင်းတဲ့အခါမှာပတ်စံကျွန်တော်လည်းမကင်လိုက်ရဘူးဒါတိုက်တွေဖြစ်သွားတယ်အဲ့အတွက်ကျွန်တော်ဆယ်ဖို့တဖို့လည်းမထည့်ပြလိုက်ဘူးပေါ့နော်အဲ့ခါမှာကျွန်တော်အနေနဲ့ကတော့ဒါတတိမထားမိလိုက်ပဲနဲ့ဒီလိုတဦးတယောက်ကဒီလိုလွှဲတဲ့ခါမှာချက်ချင်းကျွန်တော်ပြန်လွှဲလိုက်တယ်အဲ့လိုမျိုးလေးတွေကျွန်တော်လုပ်မှာဒါပေမဲ့အဲ့ဒါကဘလောက်ထိအန်ဒီရများတာလဲဘလောက်ထိကျွန်တော်စိုးရတဲ့လုပ်ရက်လုပ်နေတာလဲဆိုရင်ဖယားရဲ့ငွေကိုကျွန်တော်လူယူနေတာဖြစ်တယ်နှုတ်ကပတ်တော်ကကျွန်တော်လာပြောတယ်မင်းကဖယားရဲ့ငွေကိုလူယူနေတာဖြစ်တယ်တဲ့ပြီးတော့ဒီအငယ်6မှာပြောချိန်ချင်းအမင်္ဂလာကိုခံရကြတယ်တဲ့အရန်ကိုဆိုရတဲ့အရာတစ်ခုဖြစ်ပါတယ်ဒါတော့ကျွန်တော်ဖျားစီမှာပြေဝင်ချတောင်းမှနဲ့ဖျားရှင်ခွန်းလွတ်ပါကျွန်တော်ရဲ့ပေါ်ဆမှုတွေအတွက်ကျွန်တော်တောင်းမှန်ပါတယ်ဆိုပြီးတော့ကျွန်တော်ဖ
ဘုရားစီမှာအပြည့်ဝင်ချတဲ့ခါမှာအဲ့ကကြမှာကျွန်တော်လဲဆုတောင်းရတာအော်တပတ်စိတ်ကြည်လင်သွားတာပေါ့နော်ဒီနေ့တောက်ရောက်ကျွန်တော်တို့ရဲ့အတ္တတာထဲမှာကျွန်တော်တို့ရောဘုရားရဲ့ဥစ္စာကိုလူယူမိနေပြီလားလူယူမိနေရင်တတိထားနော်အဲ့ဒါကြိမ်ချင်းပဲဖြစ်တယ်ဒီမှာအငယ်ကိုမှပြောထားဒီတို့ဒီကြိမ်ချင်းအမင်္ဂလာကိုခံရကြ၏တဲ့ဘုရားရဲ့ဥစ္စာကိုကျွန်တော်တို့ကလူယူတဲ့သူဖြစ်နေပြီလားဒီနေ့ကျွန်တော်တို့တက်တာထဲမှာစဉ်းစားဖို့အကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့ဆယ်ဖို့မပေးမိဘူးအဲ့ဒါကဘုရားရဲ့ဥစ္စာကိုလူယူခြင်းဖြစ်တယ်ကြိမ်ချင်းအမင်္ဂလာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့မှာကျွန်တော်ခွန်အားပေးခြင်းတယ်ကျွန်တော်တို့တွေဖယားရဲ့ဥစ္စာကိုလူယူတော်သူဖြစ်နေပြီလားကိုရောဖယားရဲ့ဥစ္စာကိုလူယူလို့လူယူမှမတိတဲ့သူဖြစ်နေပြီလားအဲ့ဒါဆိုရင်ဖယားစီမှာပြုတ်ဝင်ချတောင်းပန်ပြီးတော့ကျွန်တော်တို့ပြန်လည်ပြီးတော့ဖယားရဲ့ဥစ္စာကိုဖယားကိုပေးကြပါဒါဆိုရင်ကောင်းကြီးခံစားရမှာဖြစ်တယ်တို့မဟုတ်ဖယားရဲ့ဥစ္စာကိုခိုးယူနေတယ်လူယူနေတယ်ဆိုရင်တော့ကြိမ်ချင်းခံရမှာဖြစ်တယ်ဒါလေးကိုကျွန်တော်ဒီနေ့ပြောချင်တာဖြစ်တယ်ဒီနေ့ခွန်အားပေးချင်တာဖြစ်တယ်ကျွန်တော်ရဲ့အတ္တတာမှာပြီးခဲ့တဲ့4လပိုင်းနဲ့5လပိုင်းမှာကြုံရတဲ့အရာလေးကိုကျွန်တော်ပြန်လည်ပြီးတော့ sharing လုပ်တာဖြစ်ပါတယ်အရောက်တိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ